လူတွေမမောတဲ့ပတ်စံလာရှိဘာမဆိုလှုပ်လို့ရတယ်လို့မမောစရာကောင်းတော့တဲ့ပတ်စံပမာဏပေးရင်လေဘာမဆိုလုံနိုင်ပါလေဆိုတဲ့လူတစ်ပေါက်မှလည်းတူအမှန်တရားကအမှန်တရားတိုင်းမရွှေ့မပြောင်းမတနည်းရတောင်းတောင်းမှရှိနေစမြဲပါတချို့ချိန်တွေမှာလူကိုတကယ်ပြောင်းလဲစေနိုင်တာကချစ်ချင်းမေတ္တာပါပဲချစ်ချင်းမေတ္တာကြောင့်လောဘတွေကိုလက်လွတ်နိုင်လာတယ်ကိုလုပ်ခဲ့တဲ့အမှားတွေကိုနားလည်လာပြီးလောဘကြီးကိုအမြင်တွေပြောင်းလဲလာပါလိမ့်မယ်ဒါဆိုရင်ချစ်ချင်းမေတ္တာကပဲလူတစ်ယောက်ကိုတကယ်ပြောင်းလဲစေနိုင်မှာလားပတ်စံကပဲအရာအလုံးထိန်းချုပ်သွားမှာလား没有瞎的，老人们看见吧。ဖေးကွာတနေ့တနေ့ဒါပဲညဒီဆက်နေပဲအလုပ်တွေရှော့မနေ့ကနားပါအောင်ခါတယ်ရပြီ မင်းကဒီဆက်လေးကဖေးဖို့အတွက်မရှိမဖြစ်အမှတ်တရလေးတမီးရဲ့ဒီဆက်လေးကပဲအမေကိုပြန်ပြီးတော့ခေါ်နိုင်ပါလေတမီးရဲ့ ပင်တင်းညဒီဆက်နေပဲအလုပ်ရှော့ရမပင်မဟုတ်လား ဘယ်မှာဟိုတမီးဟာတမီးအမေအတွက်ပဲလေမလုပ်ရရင်ဟိုကိုပြန်မနေတာ ပြီးရောဒီစိတ်ချမ်းသာနေရပဲအဲ့လို အဲ့ဆိုဖေးစားဖို့သမီးတစ်ခုပြင်လိုက်မယ်နော်ပြလိုက်လောက်တိုက်လို့ရမလား တောက်တတ်တာလားယူလေလောလောကတော့အဆင်ပြေရလား ဒီလိုပါပဲအဲ့လောက်အထွေလည်းမဟုတ်ပါဘူး အကယ်နဲ့ဒီနေရာမှာခုလိုပြန်တွေ့ရမယ်လို့တော့ကျွန်တော်မပြောလင့်ထားဘူးအကယ်မျိုးသမီးဆုံးသွားတော့ကျွန်တော်မလာလိုက်ခဲ့မိတာတောင်းပန်ပါတယ်အဲတော့အကယ်မပြောမစုံနဲ့ထွက်သွားတာဆိုတော့
ကျွန်တော်ပုံရေးစိတ်မကောင်းဘူး တိတ်ကကိစ္စတွေပါဆန်ရဲ့ဦးလည်းဒီမှာအေးစင်းနေနေပါပြီမင်းလိုလူမျိုးကဒီနေရာကိုကိုယ်တိုင်ကိုကြလာလိမ့်မယ်လို့ငါမမျှော်လင့်ထားဘူး ဦးမောင်ရဲ့ဦးမောင်ထွက်သွားပြီးတစ်နေ့အတွင်းမှာကျွန်တော်ကုမ္ပဏီရဲ့ share တွေကထိုးကြပါတယ် R&D မှာလည်းဦးမောင်လိုနေရာမျိုးကိုစားထိုးဖို့ဆိုတာမဖြစ်နိုင်ကြသေးဘူးရန်ဘက်ကုမ္ပဏီတွေကလည်းကျွန်တော်တို့ကုမ္ပဏီအကြောက်စောင့်နေကြဒါပေမဲ့ဗျာကုမ္ပဏီထက်အကဲကိုပူစိတ်ဘူးကျွန်တော် ဘာလို့စိတ်ပူစရာမလိုပါဘူးစားနိုင်တောက်နိုင်နေနိုင်ပါသေးတယ် အကဲကတော့နေနိုင်တာပေါ့ဒါပေမဲ့လည်းအကဲသမီးလေးက MIT လိုနေရာမျိုးကနေ graduate ဖြစ်တာပြီးတော့မှသူများဆိုင်မှာစပွဲတို့အနေနဲ့လှုပ်လှုပ်နေရဆိုတော့အကဲသမီးလေးရဲ့အနာဂတ်ကိုအကဲမာနာရနဲ့ရိုက်ချိုးပြလိုက်တော့ကျွန်တော်စီပြန်လာပြီကျွန်တော်တို့မိသားစုရေ မိသားစုဟုတ်လားမင်းရဲ့မိသားစုဆိုရဲ့စကလုံးအောက်မှာလောက်တော့တွေးအေးရက်ဆက်တဲ့အစီအစဉ်တွေရှိလဲဆိုတော့ငါမသိမြတ်ထင်နေလား အကဲပေါ့ဆိုလို့ရတယ် မင်းရဲ့ကုမ္ပဏီကိုကာဝယ်ဖို့နောက်ွယ်ကနေပြီးတော့ကြိုးကင်ခဲ့တာလေမင်းရဲ့လူချင်တာကိုရဖို့အတွက်လူဘယ်နှယောက်ရဲ့ဘဝကိုငင်းချခဲ့လဲဆိုတာငါအကုန်သိမင်းရဲ့အပုပ်နဲ့တွေနယ်စော်နေရဲ့ငဲတွေကနေငါမလုပ်ချင်တော့လို့ငါထွက်လာခဲ့တာ ဦးမောင်စကားကိုဆင်ခြင်ပြောပါကျွန်တော်ဒီလိုလာရေးကိစ္စဦးမောင်တို့ရဲ့ဘဝကိုပြန်ဖက်ဆင်နိုင်မှုတော့လာခဲ့တာကျွန်တော်သာလှုပ်လိုက်မယ်ဆိုရင်ဦးမောင်တို့သားဖဘယ်လိုမှရှင်တန်နိုင်မှာမဟုတ်ဘူး ဟာမင်းငါ့ကိုဘယ်လိုပဲချစ်ချောက်ချစ်ချောက်ဘာပဲလုပ်လို့ဟဲ့ငါမကြောက်ဘူးမင်းမှာငွေတွေအာဏာတွေလူတွေရဲ့အသက်ကိုစီရင်နိုင်တဲ့လက်နက်တွေရှိလိမ့်မယ်ဒါပေမဲ့မင်းမှာလူတွေမင်းကိုချစ်လာအောင်လုပ်နိုင်တဲ့အရေးရှင်မင်းမှာမရှိဘူးမင်းဖေးသားမှာရှိနေတဲ့လူတွေအကုန်လုံးကလည်းမင်းရဲ့ငွေတွေကိုမတ်လို့မင်းရဲ့အာဏာကိုကြောက်လို့အတွက်လုပ်နေတဲ့လူတွေကြီးပဲတနေ့မင်းမျက်နှာဖုံးကွာထားတဲ့အချိန်ကြရင်မင်းရဲ့ဆက်ရှုပ်ညိုချောင်ပဲကောင်းတဲ့မျက်နှာကိုတကယ်ချင်းမလို့ကြောက်မရှိမှာမဟုတ်ဘူးမင်းကအောင်မြင်နေတဲ့တောင်းသားတယောက်ပဲတခုတော့ပြောရမယ်ဇန်ငါသမီးရှာထားတဲ့ပတ်စံကမင်းသွေးဆိုးနေတဲ့ဂရေဂရာတွေထက်အများကြီးပိုသက်ရှင်းတယ်你ပြောပါတော်တော်ဟဲ့လားဒီကောင်ငါးလက်ကနေပြေးလို့ရမယ်ထင်တယ်အကောင်တွေ့အောင်ရှာပြင်ကောင်းဖုန်းရစမင်းပြန်မကြည့်နဲ့ချုပ်တာဟယ်လိုဆရာ 你ပြော သူကပတ်စံပြန်မပေးနိုင်ဘူးလို့ပြောနေတယ်ဆရာကျွန်တော်ဘာလုပ်လဲ ဟိုကောင်ဖုန်းပေးလိုက် ဟုတ်ကဲ့ဆရာပြော ဟဲ့လူဆန်ခဏပတ်စံနေကြုတ်ချက်ချင်းပြန်မပေးဘူးလို့ပြောနေတာမဟုတ်ဘူးလေဗျာအချိန်လေး3ရက်လေးပဲစောင့်ခိုင်းနေတာ3ရက်ပြည့်တဲ့နေ့ကျလို့ရှိရင်ခမ ्या ပြောတဲ့ပတ်စံနဲ့ခမ ्या ပြောတဲ့အတိုးပါပြည့်စေရမယ်လောလောဆယ်တော့ငွေတွေလည်းမြုပ်နေတယ်ဗျာဒါမှမတတ်နိုင်တော့ကျွန်တော်လည်းဘာမှမလုပ်ပေးနိုင်တော့ ဒီမှာကြောက်စားຢာတိုင်းမှာသူ့တက်ကြီးဆိုတော့ရှိတယ်ကွာဒါပေမဲ့လေ
မင်းငါတို့တော့အမိုက်လို့ဖြစ်သွားပြီကွာ ကျွန်တော်တို့ဘာလုပ်လိုက်ရမလဲဆရာ ငါအမိုက်တွေကိုဘာလို့ပြလဲဆိုတော့မသိရမလား ဒီကောင်ကတော့ရှော့သွားအောက်ကိစ္စပြီးမှာတော့အောက်မှာနံပါတ်1စောင့်နေကြတယ် ငါစနဲ့အင်ထရနိုင်ဆောင်ရမိုက်ပါ ဟုတ်တယ်တော်တော် fine နေနေရဟိုပါနဲ့ ကျွန်တော် intro drum လေးနဲ့ဝင်နေ intro drum နဲ့မနေ့တော့မြင်သွားမယ်နော်ငါလည်းဂီတာလောက်ဝင်ဆိုတော့အဆိုငါပေါ်တော့တယောက်ရှိတယ် drummer ဟောဒီကောင် studio သွားပြီးတော့မင်းတစ်ချင်းကိုနည်း improvise လုပ်ကြည့်လား ကျွန်တော်ဖေကြောင်သိရတယ်လို့ကျွန်တော်ဒီနေ့အောင်ဗျာခိုးထွက်လာရတာ မင်းပြီလောက်ချမ်းသာတယ်နော်ဒီလောက်ကတော့ပေါပေါပါပြီးတော့ငါပေါ်တော့လည်းအဲ့လိုမြည်ပါပါ ချမ်းသာတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဖေကဒီလုံးကြီးလိုက်နေမကြိုက် ဒါမဲ့ သွားကြရင်သွားလိုက်ကျွန်တော်ပြင်းနေတယ် အဲ့ဒီအကျိုးမရှိတဲ့လုပ်တွေနဲ့ချိန်ဖြုံးနေတာတော်သေးပြီ ဒါအကျိုးမရှိရဲ့လုပ်တယ်ဖို့ဘူးဒါတားရဲ့အိမ်မက်တွေဒါတချင်းထုတ်ချင်တယ်ဆိုတာလေအဖေလည်းသိရတာ ဒီမှာစီမင်းကတစ်ချိန်မှာငါ့ရဲ့ empire တစ်ခုလုံးဆက်ခံရမယ်မင်းအိမ်မက်တွေရောဘာမှခက်ကြပေးနိုင်လို့လဲ ဒီရဲ့ဒူးဆိုင်လုပ်တွေရောဒါတဲ့အာမခံချက်ပေးနိုင်လို့ ဘာလို့ပွဲတက်စားရှင်ကောက်တယ် ဟိုကဘာလုပ်လဲ ဖေကဒီစာအုပ်လုံးမလုပ်ပါနဲ့ ဒီမှာစီဘယ်မှာပြောပြီးမင်းချိန်မှာငါလုပ်ပဲဆက်ခံရမယ်မင်းဒီဟာနဲ့အချိန်ကုန်တယ်တော့ပါမင်းကငါပြောတဲ့အတိုင်းပဲလုပ်ရမယ်ငါခိုင်းတဲ့အတိုင်းပဲ ဒီရှောက်လို့အဖေပြောတဲ့အတိုင်းလုပ်ပြီးအဖေအစီအစဉ်ဆွဲထားတာအဖေဘွားတော့တားတော့တစ်ခုမှမပါတားလုံးနေတာတားရဲ့လုံးလက်ခွင့်လေးမရှိဘူး ပြေဆောင်ပါဦး ဒီစာအုပ်လုံးလုပ်ပါ
တော့စောက်သုံးမကြလိုက်တဲ့ကောင်မင်းတို့ဒီအဖိုးကြီးစုံစမ်းခိုင်းတာလေဘာလို့ဒီတဲ့ကငါနောက်ဆုံးမှသိ တောင်းပါရှာဥမာမှာသူ့အိမ်ထဲမှာပဲနေပြီးတိတ်ဆိတ်လှုပ်ရှားနေပါရှာဘာကွန်ပျူတာနောက်မှာလည်းချိတ်ဆက်တာမရှိပါဘူးရှာ ဟောစင်ကြီးလာမပေးနဲ့မင်းတို့မှာအကောင်းဆုံးနည်းပညာရှိနေတာပါဒီအဖိုးကြီးတယောက်စုံစမ်းဖို့ဆိုတာမင်းတို့ကခဲရင်းနေတာဟမ်ဆန္ဒပတ်တယ်ပါလိမ့်တာလေ ကျွန်တော်သိရတဲ့လောက်ကတော့ဥမာပြင်ထားတဲ့ဆက်ကကွန်နန်ဖရီကွန်စီနဲ့သူ့အုံနောက်ဆုံးကြံရင်ခဲ့တဲ့ပုံရိပ်တွေကိုဖမ်းရုပ်တဲ့ဆက်လို့သိထားပါရှာဥမာယူဆထားရတာကတော့လူတွေတည်ဆုံးသွားတဲ့အခါမှာသူတို့ရဲ့ conscious တွေကဆက်ကြောက်လာတယ်မှာ frequency တစ်ခုအနေနဲ့ကြံရိပ်ခဲ့တယ်လို့ယူဆထားပါရှာ ပြီးတော့ အဲ့ဒီဆက်က frequency ကိုဖမ်းယူပြီးတော့ digital ကုတ်အနေနဲ့ပြောင်းလဲပြရပါရှာတစ်ဖက်နဲ့တစ်ဖက် hologram တွေကိုပါအချိန်ခဏတာဆက်သွယ်နေတယ်လို့သိရပါရှာ ဟုတ်လို့မလား ဟုတ်ပါရှာ ဟုတ်လားဒါဆိုရင်တော့ငါသားလေးပြန်တွေ့ဖြစ်နိုင်သေးရ ဖြစ်နိုင်ပါရှာဒါပေမဲ့အခုဆက်ကဆက်သက်ဆဲကာလပဲရှိသေးတယ်လို့သိရပါရှာ ကောင်းပြီမင်းတို့တစ်လအချိန်ပေးလိုက်မယ် ABC ကိုငါစစ်ကြောင်းယူလာ ကောင်းပါပြီရှာယူလာခဲ့ပြီပါ 没必要。跑着来。 ရောက်ပါပြီ boss ပစ္စည်းချင်းတွေဘယ်လိုရှိလဲ ဟုတ်ကျွန်တော်အတက်လိုက်တော့ဒူးလာကြည့်လိုက်ပါဘယ်တော့မှဆင် ဆိုတော့မင်းတို့ပစ္စည်းမရှိသေး ဟုတ်တယ်ပါ ဘူး။ဒီပစ္စည်းကိုဘယ်လောက်ထိလိုအပ်နေလဲဆိုတော့မင်းသိဆုံးပဲပေါ့ ကြည့်လိုက်ပါ boss ။မင်းမလုံနိုင်ဘူးထင်ရင်ဘယ်ဝမ်းတော့တော့ 你没有泡在毛豆不？ ပြောဖို့တယ်မဟုတ်အဲ့ဒါမောင်စစ်ကြည့်ချင် 你有教练喏，俺对啦。你ဒီလိုရှောက်ပေါ်နေမယ်ဆိုရင်လည်းရုံးမယ်ထင်လို့လား ပေကြောက်တယ်ဆိုတာကလည်းသူတို့မမြင်ရတဲ့ຢာကိုကြောက်တာပဲလေ အဲ့ဆိုရင်ငါ့ရောဟုတ်ပေးကြလား နင်အမှန်တိုင်းကိုပဲကြားချင်လားအဆင်ပြေတာကိုကြားချင်လား မှန်ပဲပေါ့ ဟုတ်ပြီလေဘယ်ရွေးအောင်ဆုံးကက်ကနင်းရဲ့အတိတ်ကိုကိုစားပြုတယ်အတိတ်မှာဖြစ်ချင်တဲ့ဆန္ဒတွေကိုအကြောင်းပို့ထားခဲ့ဘူးလေ ဘလို့လဲမှန်တာပဲ ကက်က7 or so ပြည့်တိတ်ပဲကနင်ခုပြုံးနေပြီပဲစိတ်ထဲမှာတော့ထွက်ပြေးခြင်းနင်ရဲ့ပြစ္ဆုတ်ပံက ဆိုတော့ဟုတ်ရဲ့ ဘောဘူးမှမပေါ်ပြခဲ့ဘူးငါလိုဘသူ့ကိုမဖြစ်စေချင်ဘူးတော့နင်ရဲ့နာကကောင်းတဲ့နေရာကိုသွားမလားဟုတ်ဒီအချိန်မှာပဲဆက်နေမလားအနေရွေးချယ်ရမယ် 你看လူဆိုးဆိုပေမဲ့သိထားရညညံ့တာပဲ လူဆိုးဆိုတော့သူတို့ရဲ့နာကျင်မှုကိုဖုံးကွယ်ထားတဲ့လူတွေရဲ့လူပဲလေသိရမှာအသွေးနဲ့တန်းနဲ့တိဆောက်ထားတယ်
လူလဲသမီးလားလူလဲလို့ပြောနေတာကြီးကိုအဲ့လိုမင်းတို့ဘာဘာလို့ကြာ တို့ခင်ဗျားရဲ့ပစ္စည်းလာဝယ်တာ ဟောဒါပစ္စည်းကလည်းမဟုတ်ဘူးကွာဟဲ့မင်းတို့ရောင်းနေထော်ရ ဒီကပတ်စံနေဖြစ်ပါတယ် ဟဲ့မပစ္စည်းဒီပတ်စံလည်းဘလုံးဝမလဲနိုင်ဘူးပြောဟဲ့မင်းတို့ကတော့ထော်လဲရ ဦးမောင်ခင်ဗျလွယ်လေးကိစ္စတွေကိုခက်အောင်မလုပ်ဘူး။ပြန်မှာခင်ဗျတက်လုံးစားမကုန်တဲ့ပတ်စံတွေပါတယ် ခင်ဗျားဒီပတ်စံကိုကျွန်တော်တို့ကစောင့်မဆိုင်ဘူးကျွန်တော်တို့တောင်းရင်ဒီပစ္စည်းကိုရအောင်လုပ်ဖို့ မင်းတို့မကြိုက်လဲငါမတက်နိုင်ဘူးဒီပစ္စည်းကိုမင်းတို့လည်းထည့်စရာဘာစောက်ကြောက်မှမရှိဘူး ခင်ဗျားဘက်ကဒီလောက်တော့ပေးကြနေမှာတော့ကျုပ်တို့ကလုံးဆရာရှိတာလောက်ရတော့နံပါတ်3ကဲအားလုံးစားတော့ပြီးသွားပြီပါနံပါတ်3 ဘယ်ကြောင်ရလဲဆိုတော့ တော့ဆိုရင်ကြီးရတယ် ဒါငါတို့ကျင်းရဲ့ပစ္စည်းလားကောင်းတယ်ရန်ကောင်းတယ်နောက်ဆုံးတော့ဒီပစ္စည်းနဲ့ငါသားကိုပြန်တွေ့ရတော့မယ်မင်းတို့ငါ့ကိုစိတ်မပြတ်စေရအောင်ပဲရပြီတော့ ။ဘာများလို့ရှိသေးလဲခု ဘာမှတော့မလို့တော့ညီလေးအဖို့သိချင်တာလေးပုံပဲရှိတယ် ။ဆိုင်မှာလုံနေတဲ့ကောင်းကောင်လေးတူ။အားကောင်လေးပုံတွေ့မိတယ် ဟောအခုစင်ကြီးကပြောတာထင်တယ်သူ့အပေမနေ့ကရုတ်တရက်ဆုံးသွားလို့ဒီနေ့သူခွင့်ရရတယ်ဗျ ။အော်ဟိုအေးကျေးဇူး ဆရာကျွန်တော်တို့ဆက်နံပါတ်3ယူသွားပြီဆရာ တွေ့ရတဲ့ပြန်ကားရခွေမျိုးအကောင်တစ်မျိုးလုံးမြည်နေပြီရှာတွေ့ရနဲ့ရှင်မထားနဲ့ ဒါပဲဆရာ ငါ့ကိုပြန်မပြောနဲ့ခွင့်နေသွားရှာတောင်းပြီးစက်နေပြီ
စင်ဒီကိုရောပြန်မစုံလို့လို့ထင်ထားတာစားကိုမျိုးမကောက်ဝဲပြနေတယ်ကိုတောင်းမှပါကိုခွင့်လို့ပေးပါစင်ဒီကိုခွင့်လို့ပေးပါ မောင်လေးကဖုန်းလေးတော့ဖားထုံးမဲ့မထင်ဘူးဒီလည်းမောင်လေးဇန်လက်အောင်မှာလုံးလုံးကြာအကုန်လုံးကြီးကိုယ်ဖြစ်နေကြမလီယိုမင်းနံပါတ်2ဆိုတဲ့နာမည်နဲ့ဇန်လက်အောက်ကခွေမင်းဆက်လုံးပါငါတို့ရုံထွက်ဖို့ကြိုးစားနေပြီမင်းလည်းကြိုးစားတယ်ငါလည်းမသိတော့ဘူးငါလည်းအဇဲလောက်ကနေငါလည်းရုံးထွက်ချင်တယ်ဒီလိုရုံးထွက်မှမသိဘူးကွာမင်းသွားတော့ငါဇန်တဲ့ကိစ္စကိုအကြည့်ရှင်းထားလိုက်မင်းသွားတော့ကြာကံကောင်းပါစေကွာကိုကောင်းတဲ့နေရာမှာငါတို့တက်စတယ်မင်းတို့ရှာတာဒီလောက်လည်းမခံခဲ့ပါလားလို့တော့
မင်းဒီလားလောကကြီးမှာငါမိုးစိုးရခြေစူးမှန်းနေကောင်လေးမင်းတို့လူချင်းတော့ငါစီမှာခါခါရရတယ်လာပြီးတော့တောင်းဆိုတယ်မင်းတို့လူချင်းတာလည်းရအောင်အခုလိုပဲလုပ်လာမင်းတို့ကောင်မှန်းနေလို့ထင်တာ ခင်ဗျားလုံးရက်ကောင်အမှန်လည်းလို့ထင်လို့လားဇန်ဟမ်အမှန်လည်းရောခင်ဗျားဘေးပေးတဲ့တိုင်းတော်နေလားဘောဒီဝဲခင်ဗျားနိုင်လို့ခင်ဗျားထင်တယ်ဟမ်ယူရရွေးနောက်တော့ကျွန်တော်ကိုရနေပြီပဲလေငါနိုင်တယ်ငါနိုင်တယ်ကွာကြည့်ပါဦးလေလောကမှာပတ်စံဆိုရရှိနေမိလို့မြောင်မှန်တယ်လို့sorry ကွာဒါမင်းကားရဲ့ဆက်ပဲ မင်းမသိတယ်ဘာလို့ငါနဲ့လာတဲ့တဲ့တွေ့ချင်းလဲ ကျွန်တော်တို့လည်းဆိုတော့အရေးမကြီးပါဘူးဒါပေမဲ့ boss လိုချင်တဲ့ information ကျွန်တော်စီမှာရှိတယ် အဲ့တော့ငါဘာကပေးရမှာ ဘာမှပေးကြမလို့ပါဘူး boss ကအလုပ်လေးတစ်ခုရရပါ မပေးမယ့် information လားလေ ကျွန်တော်တို့လည်းမရှိနေကြတယ် ဟိုကောင်တေးငါပစ္စည်းကိုလဲသွားတယ်မင်းလောက်အောင်မှာအဲ့ပစ္စည်းကိုတွေ့အောင်ရှာသူ့လက်ထဲမှာပဲရှိနေရှိတယ်ကြားရရင်ဒီနောက်ကျတော့Lights blur, I'm lost in the motion. My focus fades and time is stolen. As moments dissolve, I forget them all. Maybe I'll question if they're real or not. And I don't need saying that I need sleep. I wanna be weightless, just weightless. Maybe I'm fading, I'm in a dream. I wanna be weightless. You got me Hey လူစံခမရပွဲပြီးသွားပြီလို့ထင်နေတာလားဘယ်ပြီးအောင်မလဲဗျာခမရမသိသေး
ဒီပွဲကလုံးဝမပြီးသေးဘူးကျုပ်တို့ပြန်လာခဲ့ပါခင်ဗျာကြမ်းကြမ်းမာမာနဲ့စောင့်နေ